ဒါအစ္စလမ်သာသနာဝင်ရဲ့ရေးကြီးဆုံးတော့ကိုယ်ဒီမှာ welcome ဆိုပြီးတော့လည်းမရေးထားဘူးအနောက်မှာ get out ဆိုပြီးတော့လည်းမရေးထားဘူးစိတ်ဝင်စားလို့ဝင်လာမယ်ဆိုရင်လည်းကျွန်တော်တို့ကဓမ္မောက်ဒီဖာလူတာတွေနဲ့လည်းကျွန်တော်အမခံစိတ်မပါဘူးလက်မခံဘူးမဝင်ဘူးတွားမယ်ထွက်သွားမယ်ဆိုလေကျွန်တော်တို့ကအင်းလို့ကိုယ်တိုင်ကလည်းမငိုဘူးကျွန်တော်တို့လည်းမငိုဘူးစိတ်ကိုမဝင်လာဘူးတခုတာရကအနေနဲ့တခုပြမယ်နော်ခဏလေးဒါဆန်လို့စီဘူးတလုံးဒီတွေကဆန်ဒီလိုတလုံးကြောက်တစည်းကြောက်နှစ်စီးကြောက်ကျွန်တော်အဲ့တော့ပြန်ကောက်ဖို့မလို့ပြန်ကောက်ဖို့လည်းစိတ်ဝင်လာအသေးတန်လိုက်မရှာဘူးဒီဆန်လေးတစ်စီးနှစ်စီးသုံးစီးအခုတော့စုပ်ကြောက်သွားတယ်စိတ်ဝင်လာအဲ့ဒါတွေပြန်ကောက်ပြီးထဲမှာကျွန်တော်တို့ဒီဟာထမင်းဖြစ်တာမဟုတ်ဒါလို့စီဘူးတလုံးပဲရှိသေးတယ်အိတ်လိုက်တော့ပါတယ်နော်